theချက်တည်းထုံးလင်းလို့ရွှေအောင်ဖျားရှိခင်အဆက်ဆက်ဤကောင်းမှုစေတနာ1124မှာတည်ထားစတင်ကမြတ်စေတီတော်ကြီးဘုမဝနိုင်ရှုမကြီးခန္ဓာထေဝါလောကမှာစိတ်ဖျားဝင်တွင်မှာဆဲလဲတန်တာထူးတဲ့သာသနာအတွန်းရှိခိုင်မာမြတ်ရွှေတော်စာဥခိုင်မဝနိုင်ပါမြို့အလားကျက်တည်းထုံးလင်းလို့ရွှေအောင်ဖျားရှိခင်အဆက်ဆက်ဤကောင်းမှုစေတနာ1124မှာတည်ထားစတင်ကမြတ်စေတီတော်ကြီးဘုမဝနိုင်ရှုမကြီးခန္ဓာထေဝါလောကမှာစိတ်ဖျားဝင်တွင်မှာဆဲလဲတန်တာထူးတဲ့သာသနာအတွန်းရှိခိုင်မာမြတ်ရွှေတော်စာဥခိုင်မဝနိုင်ပါပေါင်းရလုံး50တိုင်ခဲ့ရာမျက်မှောက်ခေတ်ကာလတူတဲ့စီပင်သာထိန်ဝေဖြာမိအောင်ဆုံးကွန်မြူလို့ဖြင့်တပ်ပင်ကြီးညိုတရားဟုံပူတိုးလာနှစ်ပေါင်းရလုံး50တိုင်ခဲ့ရာမျက်မှောက်ခေတ်ကာလတူတဲ့စီပင်သာထိန်ဝေဖြာမိအောင်ဆုံးကွန်မြူလို့ဖြင့်တပ်ပင်ကြီးညိုတရားဟုံပူတိုးလာတမှုထူးတဲ့ဒါနာအန်ချီမဝပိတုကသွန်လောင်းပူဇော်နိဗ္ဗာန်ဤမှန်ကမောကောရာဇဝင်တခေတ်သမိုင်းတွင်မှာခေါင်းလောင်းတော်မဟာထူးဝဲအမိသာမဟာဝိဇယခေမတိတလာနေဗုဒ္ဓဂောတာချက်တည်းထုံးလင်းလို့ရွှေအောင်ဖျားရှိခင်အဆက်ဆက်ဤကောင်းမှုစေတနာ1124မှာတည်ထားစတင်ကမြတ်စေတီတော်ကြီးဘုမဝနိုင်ရှုမကြီးခန္ဓာထေဝါလောကမှာစိတ်ဖျားဝင်တွင်မှာဆဲလဲတန်တာထူးတဲ့သာသနာအတွန်းရှိခိုင်မာမြတ်ရွှေတော်စာဥခိုင်မဝနိုင်ပါနှစ်ပေါင်းရလုံး50တိုင်ခဲ့ရာမျက်မှောက်ခေတ်ကာလတူတဲ့စီပင်သာထိန်ဝေဖြာမိအောင်ဆုံးကွန်မြူလို့ဖြင့်တပ်ပင်ကြီးညိုတရားဟုံပူတိုးလာနှစ်ပေါင်းရလုံး50တိုင်ခဲ့ရာမျက်မှောက်ခေတ်ကာလတူတဲ့စီပင်သာထိန်ဝေဖြာမိအောင်ဆုံးကွန်မြူလို့ဖြင့်တပ်ပင်ကြီးညိုတရားဟုံပူတိုးလာတမှုထူးတဲ့ဒါနာအန်ချီမဝပိတုကသွန်လောင်းပူဇော်နိဗ္ဗာန်ဤမှန်ကမောကောရာဇဝင်တခေတ်သမိုင်းတွင်မှာခေါင်းလောင်းတော်မဟာထူးဝဲအမိသာမဟာဝိဇယခေမတိတလနေဗုဒ္ဓဂောတာ